အားလုံးပဲမင်္ဂလာပါဒီနေ့တော့ခင်ဗျားပတ်စံနေကျွန်တော်တို့မျိုးပတ်စံနေကျွန်တော်တို့မျိုးပတ်စံနေအများကြီးရချင်တယ်ဆိုရင်တော့ပတ်စံနေအများကြီးရချင်တယ်ဆိုရင်တော့အရင်ပါဦးဆုံးခင်ဗျားတော့ကျွန်တော်ပတ်စံနေအများကြီးဘယ်လိုရထားလဲဆိုတော့တစ်ခုရှိပါတယ်တစ်ခုကကြတော့ဘာပေါ်တော့ဟာလေဘာဘယ်တော့မှတော့တာဒီပန်းနဲ့ဒီရဲ့ tag ဒီ tag ကဒီ tag office ကနေဒီရဲ့အပေါ်ဆုံးကသူတို့ဘောဆိုတက်လိုက်တာအဆန်ရပါတယ်အဆန်ရပြီးတော့အဲ့ဟာအတူမတက်ချင်ဘူးအဲ့ဒါလုပ်တယ်ဆိုရင်မတက်ချင်ဘူးဆိုရင်ရင်ပါအောင်ဆုံးဒီ castle သွားလိုက်ပါ castle သွားပြီးတော့ဒီမှာပေါ့နော်သွားမယ်ငါးလေးကိုရောက်ပါတော့နားလေးရောက်ပြီဆိုရင်နောက်တော့ပါငါလည်းဒီမှာဘယ်ညို့တွေ့ပါလိမ့်မယ်ဘယ်ညို့ရင်ပေါင်းချီစကား you are clever I love your hair today give me some money ကကျတော့သူခင်ဗျားတို့ခါလေးလို့ကြည့်ပါတော့သူကသူ့ကိုကောင်းတဲ့ဟာလေးပဲပြောပြီးမကောင်းတဲ့ဟာလုံးရင်သူတို့ကလာချမှာပေါ့နော် Talk your eyes are beautiful you're so very thoughtful you look nice ခင်ဗျားတို့ပြေးလိုက်ရင်ကိုယ်စီရထားတစ်ထောင်လောက်ပြေးတယ်အခုကျွန်တော်မှဆိုရင်90ရာထောင်တောင်းသိန်း5,4,480ဟုတ်ကဲ့ခွန်ရှိပါတယ်အားလုံးပဲ bye bye see you next video bye bye